ရှင်ပါရဲ့ channel လေးကနေပြီးတော့မိတ်ဆွေတို့တနေ့တာအမောတွေကိုပြပြောက်စီဖို့အယောင်မှကြီးရတဲ့ဟန်သားမျိုးလေးနဲ့တင်ဆက်ပေးလိုက်ပါနော်ကဲအားလုံးပဲပါနဲ့တူလိုက်ကြည့်ပြီးတော့အတူရီမောကြဆုံးနော် ဥကြောင်းစားခြင်းလို့ယောက်ျားယူအခုယူထားတဲ့ယောက်ျားအပြင်မှာတခြားလူရဲ့ဝက်ဥကြောင်းကိုစားနေတယ်ပလင်ကွဲတော့ရှပါပြီ လာပါတော့ဒီဆိုင်ကျူပါရှင် ဟမ် မမမလေးရှင်မမမလေး တဲ့ကပ်တာပါဒီကိစ္စဆက်ပြီးပြောရအောင်ပါ ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတွေအားလုံးကျေးဇူးတင်ပါရှင် ချစ်စရာကောင်းတဲ့မိန်းကလေးတယောက်ရဲ့မူရအောင်လုပ်ပြမယ်ဘက်ကိုလမ်းကြည့်လိုက်မယ်ဘေးဘက်ကိုလမ်းကြည့်မယ်ဘူးမှမတွေ့ဘူးအရှိတဲတဲကိုကြည့်မယ်ဝင်လာပြီစင်လေးတော်တယ်ပျော်သွားပြီပျော်သွားပြီအရန်ကိုတောင်းအောင်ပျော်သွားပြီနှလုံးခုန်တိုင်းနဲ့ရန်ကိုမြန်သွားပြီလှမ်းကြည့်လိုက်တယ်နှလုံးလေးမိတ်ပြလိုက်တယ်သူ့ကိုမမြင်မြင်အောင်လှမ်းကြည့်တယ်နှလုံးလေးထပ်မိတ်ပြမယ်ရှာလေးလည်းထုတ်ပြမယ်လက်ရလေးလည်းလှမ်းခေါ်မယ်တခါနဲ့ခေါ်ပြမတက်လေးထားလိုက်မယ်လှမ်းခေါ်လိုက်မယ်အာနဲ့ဟိုကဆဲသွားတယ်ဘာလဲနိုင်ဦးတာလဲတဲ့ ဘလို့လေးချစ်ရွှေမစက် ဝူး ဝေါပြောရရဲ့ ဟိုလေးလေဒီနေ့ ထိုက်ကူမရတာ ဒီဆိုင်မှာလာတော့လေကြုံလုံးပြတာရောင်းပေးမလို့ပြတာတော့ရောင်းပေးမလို့ဝုံလေးကလေဟိုဘက်ဆိုင်မှာမရှိဘူးဒီဘက်ဆိုင်ကိုရောက်လာတာဒီဘက်ဆိုင်မှာဝုံလေး9ရက်လောက်ကြာမယ်အဲ့ဒါလေးကိုပြောရင်းနဲ့ရှိလုံးလေးရောင်းပေးတာဟောမှာကြည်ရန်တန်လိုက်တာဒီမှာကြည်ရန်တကယ်ကိုလှအရန်လှအမျိုးတို့ရေထိုက်သူရမှာနော်ကန်ကြီးထိုက်သူထိုက်သူရမှာနော် ခုံပြီးပြောခုံပြီးပြော ဟုတ်တယ်ခေါ်ဒီမှာကြည်ဟန်ဒါမျိုးလေးတွေကိုကြည်စမ်းအိုးအရန်လာမကြည့်ဆွဲသီးလေးကဆွဲလိုက်ပြီဆိုလို့ရှိရင်လေချစ်တို့အမျိုးတို့နော်အိုးလူတွေအကုန်လုံးဝုန်းနဲ့ကြည်ကုန်ပါအဲ့ဒါလေးကြားကျင်တာအဲ့ဒါလေးဝုန်းလေးရှိလုံးရောင်းပေးတာနော်အရန်လာတယ်ဟောဒီမှာလည်းကြည်ပါအောင်အမေကြည်စမ်းအားလုံးကလေလာလိုက်တာရောတဖွာဖွာဖြစ်နေရမယ်နေကိုပြောပြအောင်မယ်လူတွေเจ้าကိုပြောပြအောင်မယ်သလားအခုလေဒီရက်ပိုင်းလေဝုန်းလေ နမေလည်းဝုန်းဝုန်းနဲ့ တိုက်ခိုက်ကြတယ်ပေါ့တိုက်ခိုက်ကြတယ်ဘယ်လိုတိုက်ခိုက်ကြလဲဆိုတော့ဟိုဘယ်လိုဝုန်းလေးရွှေကိုလည်းသွားပေါင်နိုင်တယ်အပေါင်တွေလက်မခံဘူးတဲ့ဘာညာနဲ့ပြောကြတယ်ဟိုလက်ခံစရာလားဝုန်းလေးငကိုလေးပြောထားတယ်လေ15ဘိတ်မပြည့်ဘူးလို့ပြောထားတယ်လေအဲ့လိုသွားပေါင်လဲဆိုရင်လည်းကြိုပြောလေဒီမှာဝုန်းလေးစီကရွှေကိုဝယ်မယ်ဆိုရင်ကြိုပြောပါဝယ်မယ်ဆိုရင်ကျမတို့ကပြန်ရောင်းပါဘယ်နေရာမှာသွားပေါင်မှာကြိုပြောကြိုသတိပေးလေအဲ့ဒါဆိုလို့ရှိရင်လည်းကျမရှင်းပြမှာပေါ့အခုဝယ်တော့ဘုံစိုးပတ်သက်တဲ့ဝယ်သွားကြတယ်ပြီးလေပြီးတော့ကြုံတဲ့နေရာကိုသွားရောင်းတယ်ကြုံတဲ့နေရာသွားပေါင်တယ်ဟိုကလက်မခံဘူးနော်အမျိုးတို့အဲ့လိုမျိုးတော့မလုပ်ရဘူးလေဘာကြောင့်လဲသိလားဝုန်းလေးရွှေရလေရွှေမမီတာမဟုတ်ဘူးနော်အနည်းဆုံး9ပဲကြီးရှိတယ်နော်မရှင်တို့ဝယ်သွားတဲ့ဥစ္စာကိုသွားပြီးတော့ရွှေ15ပဲကြီးဈေးနဲ့ဝယ်လို့မရဘူးလေသွားရောင်းလို့မရဘူးသွားပေါင်လို့မရဘူးလေရှင်တို့ဝယ်သွားတာ J Pro Max လေဒီဟာက J Pro Max ဈေးလေရှင်တို့ပေးလိုက်တာနော်9ပဲကြီးတော့မှနည်းနည်းလေးရော့သေးတယ်နည်းနည်း short ထားတာဒါတွေက J Pro Max လေတခုရှိရနော်ဝုန်းလေးစီဟာရွှေကိုဝယ်မယ်ဆိုရင်ဈေးကွက်တည်ငြိမ်မှုဈေးနှုန်းတည်ငြိမ်မှုကိုအပြည့်အဝအာမခံတယ်ရွှေဈေး18သိန်းတော့ဝယ်ထားလေအခုသိန်း100ကျော်သွားတယ်ရှင်တို့ရှုံးလဲ1000 2000ပဲနော်သိန်း100တော့မရဘူးလေ18သိန်းပြန်ရ18သိန်း8000လို့18သိန်း5000လို့ရရင်ဟိုပါပေါ့18သိန်း5000လို့ရရင်ကျင်းတဲ့ပေါ့ရှုံးမှမရှုံးတာ4 5000လေလက်ဖေးဘိုးပဲရှိရလေဘာလို့အဲ့ဒါလိုက်ပြီးတိုက်ခိုက်နေကြတာတော့ဟမ်အဲ့လိုမျိုးတော့မလုံးနဲ့လေလာပြီးတော့သူများကိုနာမည်မဖြတ်နဲ့ဟောဒီမှာဝုန်းလေးနဲ့တူတဲ့ဈေးမျိုးရှိရင်ဈေးချင်းတူရင်လာပြောအစတသိန်းအာမခံတယ်မတူစေရဘူးဒီမှာဝုန်းလေးအားလုံးရွှေဝစ်စေခြင်းလို့ရွှေပန်စေခြင်းလို့ရွှေဝစ်စေခြင်းလို့ဗာမျိုးကိုရောင်းနေတာနော်ဝုန်းလေးမှာစိတ်ဓာတ်ရာရှိတယ်အားလုံးကိုရွှေဝစ်စေခြင်းတာအားလုံးကိုရွှေပန်စေခြင်းတာရွှေတွေကိုအဲ့လိုမျိုးသိနေအောင်ဝစ်စေခြင်းတာဝုန်းလေးရဲ့စိတ်ခံစားချက်အမျိုးတွေအတွက်ချစ်တဲ့စိတ်နဲ့ရောင်းပေးတဲ့စိတ်ခံစားချက်နော်အဲ့ဒါစိတ်ခံစားချက်နဲ့ရောင်းပေးနေတာဒီရွှေတွေ9ပဲပြည့်တာလို့ဘာလို့လာမပြောနဲ့လေရွှေဆိုပြီးဒီမှာလာလို့အဲ့ဒါတွေဘာလို့လာတိုက်ခိုက်နေရလဲလို့တခုတော့ရှိရနော်ဒီရွှေရဈေးမတက်ဘူးလို့အာမမခံဘူးဈေးတက်လိုက်မယ်ဒါပေမဲ့ရွှေဈေးတက်လို့ရှိရင်ရှင်တို့ဝယ်ထားတဲ့ဥစ္စာတက်မှာပြောတာမဟုတ်ဘူးကျေးဈေးတက်လို့ရှိရင်ရွှေဝုံလေးရွှေဈေးတက်လိုက်မယ်ဘာကြောင့်လဲဆိုတော့ဒါကကျေးပရိုမတ်လေကျေးဈေးတက်ပြီဆိုရင်ဒီရွှေရမတက်ကြလို့အကြောင်းရှိလားကျေးပရိုမတ်လေမတက်ကြအကြောင်းရှိလားအဲ့တော့လေပြောပြအောင်မယ်ဟေးဒီမှာကြည့်ပါဦးအမျိုးတို့ကိုလေဝယ်စီကျင်လို့တော့ကြည့်ဟမ်လောက်လိုက်တော့ကြည့်ဟမ်ဒီမှာကြည့်ဟမ်
ကြောက်တူလေးတွေကိုထားတာရှင်ဟုတ်ပေါ့ဒါနဝရက်9သွယ်နော်ဟိုနဝရက်ကတော့ဟီနဲ့ရည်နေတာဒီနဝရက်ကမရည်ဘူးနော်အရန်စကားပြောတာနော်ရွှေဝင်းအရန်စကားပြောတယ်နော်အတူပဲဝဝကျေးပရိုမတ်ပဲဝဝရွှေအစ်စ်ပဲဝဝအတူတူပဲလေအဲ့တော့ပြောတာဟုတ်မှပြန်ဒီကြောက်လေးတွေအမလေးမိုးကုတ်ကနေပြောရလာတာမိုးကုတ်ကနေရလာတာဘယ်မိုးကုတ်လဲဆိုတော့ကျွန်တော်ဟိုရန်ကုန်ပစုံတော်ကမိုးကုတ်ဝိပဿနာကျောင်းကနေရလာတယ်ကြောက်အရန်လာအမလေးနော်ဒီမှာကြည့်ဟမ်အမျိုးတို့ရေခုံပြီးပြောလိုက်စမ်းထိုက်တဲ့သူရမှာထိုက်တဲ့သူရမှာအမလေးလှလိုက်တာအဲ့လိုမျိုးလေးတွေရောင်းပေးချင်တာကိုယ့်ရဲ့အမျိုးတွေကိုလေခုံပြီးပြောစီခြင်းလို့ရောင်းပေးနေတာအဲ့တော့မတိုက်ခိုက်နဲ့တခါတည်းပြောတာအခုဒီဆိုင်မှာကြိုပြောရမယ်နော်ဒီဆိုင်မှာ9ရက်ရှိမယ်ဘာကြောင့်ဆိုဟိုဘက်ဆိုင်ကျတော့လာပြီးတော့လေအဲ့လိုရွှေတွေလာရောင်းနေလို့မျက်နှာပူလို့မဝယ်ဘူးလေဘာလို့ဝယ်ရမှာလဲရွှေဒီရွှေကိုပြန်ဝယ်စရာလားမျက်နှာပူလို့အဲ့ဒါ9ရက်လောက်တော့အဲ့ဆိုင်ကနေတော့မျက်ခြေဖြတ်ထားတာအခုဒီဘက်ဆိုင်ရောက်လာပြီပြီးလို့ရှိရင်ပြင်မနာဆိုင်သွားမယ်ပြီးရင်လေဝေးဆိုင်သွားမယ်ပြီးလို့ရှိရင်မြောက်ဥက္ကလာဇာမြေဆွဲစည်းရဆိုင်ကိုသွားမယ်ပြီးလို့ရှိရင်ဟိုညောင်မြဆိုင်ကိုသွားမယ်အဲ့ဒါတွေဆိုင်တွေပတ်ပြီးသွားလို့အဲ့လိုတွေပတ်ပြီးသွားပြီဆိုအကုန်လုံးသွေးအေးသွားပြီလေသွေးအေးသွားပြီဆိုလို့ရှိရင်အမျိုးတို့ရေဆိုပြီးတော့ပြန်လာမှာ He will come back even if you wait. မင်းစောင့်နေလားသူပြန်လာမှာမဟုတ်ဘူးကဲပြောဒီစနစ်မှာကိုကျင်းရှင်းစကားဆက်ပြရတော့ရမဒါပဲတင်ငါလည်းစာပဲတင်ရတယ်ဒီပြောသူများပြောကိုကျင်းရှင်းပြရတော့အရေးတွေပြရတယ်ကြားတယ်တော့လာစမ်းပါအေးပါအေးဟုတ်ပြီနောက်ကြHe was already happy with someone else. Why you are missing him? စာသေးနဲ့ကိုဝတ်စင် ဒီမှာသူကတခြားတစ်ယောက်နဲ့ပြောနေပြီ။ကဲပြောကိုကျရှင်။ကျမတာရင်ဘက်တွေအောက်လား။မမီးကငိုချင်လာပြီကျမ။မမီးအိမ်မဲပြန်တော့မယ်။ဟဲ့ဘယ်လိုဖြစ်နေကြတော့ဒီကလေးတွေကဲပြောပါကိုကျရှင်ကိုငါမောလိုက်တာဟဲ့။ အဲ့မ ကို လား တောင်းမှာပါကွာတော့အဲ့လိုမျိုးဘယ်တော့မှမဖြစ်စီရဘူးကွာကိုလုံးဝတောင်းမှာ မလိုက်နိုင်တော့တော်ပြီ ချစ်တောင်းမှာပါကိုတောင်းမှာပါ ညငါဘာပြောထားလဲငါနောက်ကိုလိုင်းမလာနဲ့ညငါပြောထားရနော် ကိုတောင်းမှာလေကွာနောက်ဘယ်တော့မှမဖြစ်စီရဘူးကွာကိုဂတိပေးတယ် နင်မပြောနဲ့တော့နင်နဲ့ကစတွေ့တယ်နင်ဒီလိုပုံစံကြီးပဲနင်လိုင်းမလာနဲ့တော့ငါနောက်ကိုနင် လာပါချစ်ပြန်လိုက်ကြပါကွာချစ် နင်ငါနောက်ကိုလှုပ်နင်ငါနောက်ကိုလိုင်းမလာနဲ့တော့ငါပြောနေရနော်မတွေ့လားနင်ဆက်လိုက်လားငါ့ကိုငါထိုးလိုက်မှာနော်နင်ကိုစတွေ့တယ်နင်ဒီလိုပုံစံပဲနင်ထိုးနေတာ ချင်းနေတော့ဆုံးနေပြီနော် မလိုက်လာနဲ့နော် ဟာရဆက်တယ်နော်မိမနေတယ်ကိုလွယ်ရောဟာအချီကိုတစ်ချက်ရှိုးလိုက်ကိုရမိုးချင်သွားပြီသူ့ကိုကြည့်ပြီးတော့ဟာရဆက်လိုက်ကွာဒီဘက်ကစားတော့ဒါတော့ထားတယ်စားရအောင်ပြောနေတာ ညီမလေးဖေကဘာလို့လုပ်ညီမလေးဖေကကျွမ်းမတောက်ရလုပ်တာကိုကြီးအဲ့ဒါပြင်မတာပေါ့ညီမလေးပြင်မတာပေါ့ကိုကြီးကိုကြီးဖေကဘာလို့လုပ်ကိုကြီးဖေက 1DBD လေဟမ် 1DBD ဟုတ်လားဟုတ်တယ် 1DBD YTBD ရပါ YTBD ဆိုရောင်းနောင်မောင်နောင်လို့ပြောတာနောင်မောင်နောင်လို့ပြောတာဟမ် ပတ်ပေးမတာပေါ့နော်ဒါကျွန်တော်ပေါင်းတော့ဖြစ်ဖို့ဆိုလွယ်မှာမဟုတ်တာနော် မိမိအွန်လိုင်းချော့စရောင်းတော့အခါ ဟုတ်ကဲ့ဒါလည်းကြီးမှဆိုလို့ချင်း Messenger ကိုလာခဲ့ပေးပါဈေးတဲ့ကလည်းရုပ်ဆူလိုက်တာတဲ့ဟုတ်ကဲ့ဟိုမမယူမလားမသိဘူးရှင်ယူစေရလားတဲ့နင်းမြက်ခွက်ကိုကြည့်မရလို့တမင်တကာလိုက်ပြောနေတာတောင်းစားမလေးတဲ့မရဲ့မယူတော့နေပါအဲ့လိုမျိုးတော့မဆဲပါနဲ့မယူလည်းဘာဖြစ်ပါဘူးရပါတယ်အဲ့လိုတော့မဆဲပါနဲ့ ဒီလေးကလေးနော် ကဲဒါလေးယူမဲ့သူရှိလားဒါလေးယူမဲ့သူရှိလားဟာတဲ့
နေပစ္စည်းကိုဘယ်သူမှမယူဘူးရောင်းစားမနေနဲ့တဲ့လမ်းဘေးမှာသွားတောင်းစား တိတ်ကြီးမလေးဘယ်တော့မှဝင်းမလျှော့ဘူးအမဦးသာပြောတာငါပဲလျှော့နေတာနေတင်နေအမြမောတယ်တကယ်ပဲ ထိုင်ငယ်မဘာလဲ နေငိုက်ထိုင်အေးလား ဟဲ့ဘာလို့ချာနေရတာငါဘာလို့အဲ့ရမှာတော့ သူဖိုးဆက်ခုံးမကဘူးနေမူသွားညလေ မူသားညပါပြီမူသားနေနေမူတာငါလည်းမူတာလေအကောင်လုံးမူကြတငယ်ချင်းအကောင်လုံးဝမ်းဖက်ပြီးမူကြတာပဲလေ ငါရင်မူတာလေနေနေမမူတာလေ အေးမူတာချင်းတူတူပဲငါတို့တိမာတို့ညတာငါဘလို့အဲ့ရမှာတော့ သူဖိုးဆက်ခုံးမကတော့ဘူးအခု အဲ့ဆိုအဲ့နေမူတန်းချက်ကနေသားဘသူပြန်လိုက်ပို့တာလေအဲ့ဆို မသိဘူးနေညလေဘူးတော့မလား ဟဲ့လေပြန်လိုက်ပို့ကြလားငါလည်းမူပြီးအဲ့ချင်းပါပဲမှောက်သွားတာပဲလေ အဲ့ဒါဘယ်လိုလုပ်မလဲသူဖိုးဆက်ခုံးမကတော့ဘူး ဘလို့တိမာလဲအဲ့ဆိုဒီကိုမမေးကြည့်အေးဆန္ဒမမေးကြည့် ဟဲ့ဟုတ်လားအေးဆက်မလဲဘူးလားဆိုရင် မသိဘူးလေအဲ့ဒီနာဘသူလဲသူများတိမာသူမေးကြည့်လို့ပြောရလေ အဲ့တော့မင်းအေးဆက်လာလိုက်ခဲ့ သူကအခုသွားမလား အခုတော့မလေး ဟဲ့ပေါ့မကြည့်မြင်ချက်စအိုက်ကွက်ယောက်ျားတယောက်နဲ့လို့ဖြစ်တယ်လို့ မနေ့ကတည်းကဖိုးဆက်200တက်ရှိဘူးလုံးမကဲဘူး နဲ့တော့နာရှိပြီလား အေး ပြမကြီးမရဲ့အေးဆန္ဒမေးကြတော့မသိတော့ဘယ်လိုလုပ်မှာလဲ သူပြကိုပြရမယ်ငါတို့နေမူတော့သူမူတာလေ ဟဲ့အဲ့တော့သွားရတယ်ပေါ့ဝင်ကြစားပြီးလုံးနေမကောက်သူမြင်ကောက် ဟဲ့မရှက်စရလားမလေးအေးဆက်တော့မင်းကိုမေးရမယ်အေးဆက်မအောင် ဆိုင်ကြရညလေ ဒီကနေ့အေးဆက်မရှင်းလို့ရှိရင်မပြီးဘူးအေးဆက်ရှင်မပြီးမှာအဲ့ကိုခေါ်အေးပေါ့ အေးဆန္ဒနေနေအိပ်ပါမလား မသိဘူးလေငါလည်းဆက်မရဘူးလေ အေးဆန္ဒရဲ့ အေးဆက်တာ အေးဆန္ဒရှိလား ကားပွေလာတဲ့ဝင်လာတယ် ဒီလိုတော့ဟဲ့တဲ့တဲ့မကြွားပဲပဲဘာလဲဘာလဲဘာလဲဘယ်လိုမှလည်းဒီမှာရဲ့ ငါလည်းနေစီမမို့လား ဘယ်နေနေလဲ ငါမူလာညနေခေါ်ပါလေ ဘယ်ခေါ်ပဲဘာမှမလုပ် သူကလည်းနေစီမှာလေငါငါမတူတယ် ကဘလူဘလာအဲ့ဒါတူနေငါဟုတ်ဘူးငါအချင်းပြတယ်ဒီမှာဒီလိုအေးငါတို့မူးညကလေတင်မလားတူရင်မူးရမလားအဲ့တူမတူကြီးစားပါလေအဲ့တူကြီးစားပါလို့ကျွန်တော်တူကြီးစားဘာလို့နေလိုက်ပို့တာလားဘာလိုက်ပို့လဲဟုတ်တယ်လေအဲ့ဒီကတော့အဲ့ဒီကောင်မဖားလေအဲ့ဆို အေးပြအပမလည်းအစင် ဘုံဆောင်မပါသွားတယ်ဘုံဆောင်မပါသွားရလေ အဲ့ဒါကပဲဖုန်းဆက်ပေးလို့ ဘုံဆောင်ဟယ်လိုပါငါ ဒီနေ့ဆက် ရှစ်ချရပါဘူးကြည့်ကြတယ် သူ့နေကိုများအဲ့ဒါအားရ ဟယ်လိုဒီနေ့ညစာပဲခေါ်ပေးမယ်အေးခေါ်ဟယ်လိုဘုံဆောင်မနေညာလို့နေခေါ်သွားလေမှာငါ့ကိုပြဿနာရှာတယ်ဒီလာခဲ့အောင်ငါစီကိုကူငါ့ကိုစစ်လာခဲ့ လာဖို့ပဲငါလည်းဦး လာခဲ့တော့ခုလာခဲ့သူခေါ်ရမှာလားသူခေါ်သွားဟုတ်တယ်သူမခေါ်ဆိုနေအားရလူကအဲ့ဒါလားသူမခေါ်ပေါ့အားဆိုလာကြတယ်ဟယ်လိုစပါမယ်စပါလိုက်တာ ကမန်ကောရှုံးနေရအမြဲငါမနားနေရဘူး အေးစားတော့မကိုလေးစောကောင်းမှာပါပြီလား ရှင်းအဲ့ကတော့ အချင်းချင်းဘလို့လဲနေကပြောခိုင်းလေညနေညခေါ်သွားလေ ငါခေါ်ဘူးလေ ဘယ်တော့လင်းခေါ်သွားလေငါ ငါဘူးလေအေးငါဘာမှမသိဘူးနေအော်ငါလူချတယ်ငါမလုပ်ဘူးလေ အဲ့ဒါငါလည်းမနိုင်ဘူးလေအဲ့ဒါ အဲ့ဒါဘယ်လိုလိုက်တာတော့မဟုတ်ဘူးအဲ့တော့တူနေနေမယ်ကိုနေမယ်လားနေမယ်နေရ ငါမအဲ့ငါမဘူးဘာမှမသိဘူးလေ ငါလည်းလည်းပြီးတယ် နေမယ်လားအဲ့ဘူးဟာတော့ဘာလို့အဲ့တော့ဒီအဲ့ဒီကောင်ပြောင်းသွားလေအဲ့တော့ ဘမလည်းငါလည်းဘမတော့ အဲ့လိုတိတ်လေဟုတ်ချောင်းကောင်းတယ်ခေါ်သွား မသိဘူးငါမသိဘူးငါ ခေါ်သွားလေ မခေါ်ဘူးလေငါအေးမအိတ်ခိုင်းလေအဲ့ကောင်ဟာ အေးလေအဲ့ဒီငါကဆန်ငါနဲ့ပြောင်းသွားကြမှာမဟုတ်ဘူးလားနိုးနေပဲအဲ့တော့သူဘယ်သွားပြန်သွားရဘူးငါပဲရဘူး တို့မအဲ့မသိဘူးမလဲ လို့ကြောက်အဲ့နဲ့ဖုန်းသားဆမ်းရ အဲ့ လား မကဲဘူးလေကိုလေ သူချက်ဖုန်းလေအဲ့နေရနေဘယ်သူလိုက်တာလဲအဲ့တော့ အေးလေအဲ့ဒါသူလိုက်သွားမဟုတ်လား ဒီနေ့တော့မသိဘူး မအဲ့ဘူးမလဲကိုဘာမှမသိဘူးအေးစီလား ငါလည်းတော့ဒီပဲလေမသိဘူး လုံးချပါကိုလေး ဟာအေးရှိမစူညာနေဘယ်သူလဲမသိမမရေလာပါအောင်စူညာတယ်ဘယ်သူလဲမသိအတူလေလေဟာချိန်ကုန်နေဘာလို့ပြောချင်းကို ကြောက်ပဲ ဘယ်သူလဲကိုလေးအဲ့နေမဟုတ်လားနေမဟုတ်လားအဲ့နေမရလို့ပြောပါငါ ဒီတင်းမရှိဘူးတော့အဲ့ဒါမှ ရတဲ့အခုတက်ဆက်ပေးလိုက်တဲ့ဟာတာဗီဒီယိုလေးရဒီမှာပြီးဆုံးသွားပြီပေါ့နော်အခုလိုမျိုးကြီးရတဲ့ဟာတာဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ပါရဲ့ channel လေးကို like and subscribe လေးလုပ်ပေးတော့ကြဖို့အားလုံးတောင်းဆိုချင်ပါတယ်နော်